အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငခုရဲရဲချက်ဟင်းလေးကိုမျှဝေပေးကြပါတယ်ပထမဆုံးအနေနဲ့ဂျင်းကျက်သွန်းဖြူနီအစိမ်းမုတ်ထောင်းထားတာတွေကိုစီရင်တက်ပါတယ်အရောင်လေးပြောင်းပြီးမွေးလာတဲ့အထိစီတက်ပေးရပါတယ်အခုလိုအရောင်လေးပြောင်းပြီးမွေးလာပြီဆိုရင်တော့စားဟင်းချုံမုတ်စနွေးမုတ်နဲ့ရသာနေထားတဲ့ငခုတွေကိုထည့်ပြီးမွေးပေးရပါတယ်ရေကိုရင်ဆုံးမထည့်သေးပါဘူးငါးညှိနှံလေးတွေပျောက်သွားတဲ့အထိဆက်ပြီးတော့မှွေပေးရပါတယ်ငါးညှိနှံလေးတွေပျောက်ပြီးမွေးလာပြီဆိုရင်တော့ရေအနှဲငယ်ထည့်ပါတယ်ပြီးရင်တော့အဖုံခဏအုပ်ထားလိုက်ပါတယ်အခုလိုပိုးပွဲဆူလာပြီဆိုရင်တော့အရသာမြည်ပြီးအရသာလွန်နေသေးလို့ငပြရဲ့အနှဲငယ်ထည့်ပါတယ်ပြီးရင်တော့လီထားတဲ့ရဲရွရက်တွေကိုထည့်ပြီးတော့အဖုံခဏအုပ်ထားလိုက်ပါတယ်အခုလိုရဲရွက်လေးတွေနူဤလာပြီဆိုရင်တော့စားကောင်းတဲ့ငခုရဲရွက်ဟင်းလေးရရှိပါပြီ။စုံဒီကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။